လိုက်တဲ့ကိစ္စလေ ဒီမှာဈေးရောက်မကောင်းပါဘူးဆိုမှနေကဘူပိတ်အောင်လာလုပ်နေတယ် လောက်တော့ဘာဖြစ်လဲကြီးချောင်းပါရဲ့ ငါချောင်းမချောင်းသိချင်လေနေငါအိမ်ကိုလိုက်ခတ်သားနေချွေးကို10လီတာလောက်ထွက်သွားတယ် အားလုံးပဲမင်္ဂလာပါရှင်စမုစာကြိုက်တဲ့သူတွေရှိလားဟို ကိုကငါပစ္စည်း သူနဲ့ဘာတွေလဲဖြစ်ခဲ့အချိန်တိုင်းငါဟာပဲ ငါဘသူ့ပိုင်မှမဟုတ်ဘူးအများပိုင် အဖေ ဘလို့တန်နေလဲအော်နေအောင်ဆေးထိုးနေတာ နောက်တစ်ချောင်းတော့ထပ်ထိုးလိုက်ပါလား ဒီကောင်မကိုကြည့်ရတာပါကင်ရောဆဲ့ရတာမလဲ ပါကင်စစ်ပါရှင်ကားပါကင်လောက်ကိုရှိပါတယ် ဒီမိုင်စိုးစီဆိုတာကြားဘူးလား တိရစ္ဆာန်ဝင်နေစေးမှုမှုပဲကဲမင်းစရာသွားရနေတယ် ဒေါ်လာထွက်နေတာကွာအတိုင်းနဲ့ဆဲတဲ့ပဲစားမ မစားပါနဲ့ဒါငါသူများလူကိုနင်းတော့မဟုတ်ဘူးလာကြ ဝိဇ္ဇာကိုလှူစားရတယ်လို့ပြော တရက်ကွက်လုံးမှာရှိတဲ့ပြိုအိုမိမမှန်တများနဲ့ရှုပ်နေအောင် ဒါလေးတွေကတိုးစလေးတွေပါຫນွေရှုပ်ထုတ်တွေအကုန်လုံးလေဘိုးကຫນွေကိုချစ်ပြီးကြတယ်အကုန်လုံးရှင်းထားပြီးသားโอเค ကိုကြိုက်တာအိုလုံးကိုလောက်တာအိုရ အာရီးသားစကားပြောထားတာကိုဖြေပြန်ပေးမလား ဒီကောင်ကငါ့ထက်ရှင်းနှံ့တွက်နေတာ လူလိုက်အိုနေရင်လူလိုက်ငိုနေရင်ထူလိုက်ကိုကြိုက်တာအိုလုံးကိုလောက်တာအိုရကိုဖြစ်ရင်ကိုခံ လူမြင်လို့မှမကောင်းမင်းမရှက်ဘူးလားဗျအဲ့ဒီဖားတစ်ပိုင်းငါးတစ်ပိုင်းကိုဖေးဟာ တားလေး ငါ့ကိုအဲ့လိုခေါ်တာငါမကြိုက်ဘူးလို့ပြောထားတယ် တားလေးရလေတားလေး ပေါ်ကြည့်အောင်ကွာ ဘာဖြစ်တာလဲ နေနဲ့ငါနဲ့ ဒီကငါနဲ့နေနေ ဒီကမိန်းမရိုင်းနေညာပေါင်းများဆိုတူတူနေကြတော့じゃမိန်းမမပေးစားပဲနဲ့ယောက်ျားလေးတယောက်နဲ့တညပဲလေယောက်ျားပေးစားတရားလား လာပြီမစ်စီဘော့စီယာ ready တွေပါပြင်မထားဘူးလား ဖားတဲ့ငါးငယ်ခွဲအောင်กินပါ